ကူကဘာချက်ပြမှာလဲဆိုတော့ကျင်းငါးတိချက်ပြမှာပါဒါကတော့ပလှီးပြီးတော့မှစားနဲ့စိန်ပြီးတော့မှနေဆေးထားတာပေါ့နော်တန့်စင်ပြီးသားကျင်းငါးတိပါအဲ့ဒါကိုစားက तू ကနည်းနည်းပဲထည့်တယ်ဘာဖြစ်လဲဆိုတော့ဒီကစားနဲ့နေဆေးထားဆိုတော့လေအထဲမှာအငန်းတက်နည်းနည်းလေးရှိသေးလို့ပေါ့နော်နည်းနည်းလေးရှိသေးလို့ပါသူ့ကိုစနေမုတ်ဒီထဲမှာတစ်ခါထည့်နေပါတယ်စနေမုတ်နည်းနည်းတချို့ကလည်းဟိုချိန်နဲ့ကြမှာထည့်မသိရတော့တစ်ခါတည်းထည့်ပါတယ်ဘာလို့လဲဆိုတော့ရတာမတူးလို့ပေါ့နော်ထဲထဲကိုစိတ်ဝင်တိုင်းမတူးလို့ပေါ့နော်ဒီကိုချုံမလေးနဲ့တစ်ခါထည့်နေပါမယ်နည်းနည်းပေါ့နော်ကိုစားရတူလည်းထည့်ပေါ့နော်မစားရတူလည်းမထည့်နဲ့ပေါ့မတင်တို့အိမ်ကတော့အမေတို့ကတိတ်မစားဒါပေမဲ့တင်ကတော့ချုံမစားပါတယ်ကျသားမုတ်လေးနည်းနည်းထည့်ပါတယ်စားတော့ကိုနက်ကပြထားတဲ့ပမာဏပဲထည့်ပါပြောလဲဆိုတော့ငန်တက်ရှိနေမှာဆိုလို့ပေါ့နော်ဒီထဲမှာတစ်ခါတော့ဘာလို့စနေမုတ်ကိုတစ်ခါထည့်နေတာလဲဆိုတော့ကြောတဲ့အချိန်ကျလို့ရှိရင်အသီးရွက်ဒီကြစိမ့်စိမ့်လေးဖြစ်အောင်လို့ပေါ့နော်စိမ့်စိမ့်လေးဖြစ်သွားအောင်လို့ပါတစ်ခါထည့်နေပါတယ်လက်ဆေးပြီးသားပါနော်အဲ့လိုတစ်ခါထည့်နေတဲ့အခါကျတော့ရတာဝင်ပုံရင်းလည်းမတူဘူးပေါ့နော်စနေမုတ်တစ်ခါထည့်နေတာတော့အရွက်စိမ့်ဒီဟာလေးစိမ့်စိမ့်လေးဖြစ်အောင်လို့ပေါ့နော်ထည့်နေတာပါဒါကိုချက်မှာဖြစ်ပါတယ်ဒါမှာဆိုလို့ရှိရင်တော့ဒါကတော့ဟိုပဇွန်ကြောက်ပေါ့နော်ပဇွန်ကြောက်ရဲ့စက်သွန်ပြူစက်သွန်ရဲ့ငရုတ်တီးရဲ့ပေါ့နော်ဘာဖြစ်လို့များများထောင်းတာလဲဆိုတော့သူကပဇွန်ကြောက်များများထည့်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ခါအနှစ်များရှိမှလဲဒီငါးတီးကစားလို့ကောင်းတာလေနော်သူကဒီငါးတီးကစီကြိုက်တယ်အနှစ်များကြိုက်တယ်ပဇွန်ကြောက်နိုင်တော့ပိုကောင်းတယ်ပေါ့နော်မတင်ချက်ပြမှာဖြစ်ပါတယ်ဒီမှာစီများထည့်ထားပါတယ်စီပါလို့များထည့်ထားလဲဆိုတော့သူကဟိုဂျင်ငါးတီးကစီများမှကောင်းတာမလို့ပါဂျင်ငါးတီးကစီများမှကောင်းတာမလို့ပါဒီမှာအစင်းနဲ့ထောင်းထားတာလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးစီတက်လိုက်ပါမယ်ရှင်စီထည့်တာကမရိုက်ပြဘူးဆိုတာလေစီကတော့မသိလို့ရ latest ကိုသုံးပါတယ် latest ဟင်းရဲ့စီကိုသုံးပါတယ်စီပုံးကကြီးတော့လေမနိုင်လို့တစ်ဖက်နဲ့တစ်ဖက်ကလည်းကင်မရာရိတ်ကလည်းဆိုတော့လေတယောက်ထဲမလို့ပါဒီအနှစ်ကိုကျွတ်ပြီးတော့မှုေးလာတဲ့အချိန်လုံးမှာပါစီတက်မှာပါဒီအနေထားလောက်ပေါ့နော်ဒီအနေထားလောက်အယောင်လေးလည်းညို့လာပြီပဇွန်ကြောက်တွေကလည်းကျွတ်လာပြီပေါ့နော်ထဲကကိုမှန်းတက်တယ်လေနော်မှန်းလို့ရတယ်လေဒီလိုအနေထားဆိုလို့ရှိရင်မှုေးနေနေကျွတ်လာမကျွတ်လာဆိုတော့လက်ကတိတယ်လေနော်ဆန့်ရမယ်လေဟင်းချက်တဲ့ဆန့်ကဘာလဲဆိုတော့ဘာဆိုတာတိတယ်လေနော်အဲ့ချိန်မှာဒီမှာဂျင်ငါးသီးပေါ့နော်ဂျင်ငါးသီးကိုထည့်လိုက်ပါမယ်ငါးတီထည့်ပြီးတော့မှစီတက်ပါမယ်ထားပြီးချက်မှာပါရှင့်အလေးကိုဖုံးအုပ်ပြီးတော့မှတန်နေပါမယ်ရှင်ခုဆိုရင်တော့ဂျင်ငါးတီဟင်းလေးချက်ပါပြီရှင်ဒါကအဲ့လိုစိမ့်စိမ့်လေးနဲ့အဲ့လိုစီလေးကျွတ်လာအောင်လို့ပေါ့နော် yes စကောင်းနေဂျင်ငါးတီကြော်စိမ့်စိမ့်လေးရပါပြီသူကလက်ဆက်ရည်လေးနဲ့ပေါ့နော်သူ့ရဲ့အငွေ့တက်ကလေးနဲ့ပဲကြော်တာပါချွေးလေးနဲ့ပဲကြော်တာပါ